ဒေါက်တာဆေးကန်းမှာဝက်ချံကူတာတဲ့အခါမှာနေတိုင်းလိုတွေ့ရတဲ့အမားတစ်ခုရှိပါတယ်။မင်္ဂလာပါရေပြားနဲ့လှပဆိုင်ရာဆရာဝန်ဒေါက်တာသီရီပါ။ဒေါက်တာကိုတစ်ခါလေးကျရင် patient နေရအရန်ကြီးကြတယ်ဝက်ချံပေါက်နေရအရန်ကြနေမပြောင်းနိုင်ဘူးပေါ့နော်။အဲ့ဒီနေရာမှာဒေါက်တာပြပြပေးချင်တာကြတော့ကိုယ့်ရဲ့အသားရည်ကဝက်ချံထွက်လွယ်တယ်အစီဖူးထွက်လွယ်တယ်ဆိုလို့ရှိရင်ဒါက skin barrier အားနည်းနေတာကိုပြောနေရပဲဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာဒေါက်တာတို့ကဝက်ချံကထွက်တယ်ဆိုရင်ရောင်ရမ်းမှုကတော့ရှိတယ်။အဲ့ဒီရောင်ရမ်းမှုတွေဒီပို့ပြီးတော့မှစိုးရဆိုလို့ရှိရင်ရှေ့ကျသွားရဆိုလို့ရှိရင်ကုရခတ်တဲ့ဝက်ချံအနေနဲ့ရောက်သွားတယ်ပြီးတော့ဝက်ချံရဲ့ဒီပျောက်ကင်းမှုအချိန်ကာလအားဖြင့်ကလည်းပို့ပြီးတော့ကျသွားတတ်ပါတယ်။ဒါကြောင့်မလို့ဒေါက်တာတို့ကမျက်နှာအသားရဲ့ရောင်ရမ်းမှုတွေကိုမြင့်တက်စေပြီးတော့မှ skin barrier ပျက်စီးစေတဲ့အလေးအထားတွေကိုသိထားဖို့လိုတယ်။နံပါတ်1အချက်အနေနဲ့ကကြတော့မျက်နှာကိုအလွန်အကျွံတက်တာပါ။ဝက်ချံရှိတဲ့သူတွေတော်တော်များများထင်တာကြတော့မျက်နှာကအရင်ညစ်ပတ်နေလို့ဝက်ချံပေါက်တာပေါ့နော်။မျက်နှာကိုခဏခဏတက်လိုက်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှမျက်နှာအသားရည်ကကြည်လင်သွားမယ်လို့ထင်တတ်ကြတယ်။ဒါကလည်းမှားယွင်းတဲ့အယူဆတစ်ခုဖြစ်ပါတယ်။ဒုတိယအချက်ကကြတော့ဝက်ချံအရင်ရောင်ရမ်းပြီးပေါက်နေတဲ့အချိန်မှာ alcohol ပါဝင်မှုများတဲ့ product တွေကိုသုံးတာပါ။တတိယအချက်ကကြတော့မျက်နှာကို active ingredient လို့ခေါ်တဲ့ AHA, PHA, retinol ပါတဲ့ skin care တွေကိုအလွန်အကျွံသုံးတာပြောချင်တာကြတော့ဒီမနက်ရောညရောကိုမှနေ့စဉ်ရက်ဆက်သုံးတယ်ဆိုလို့ရှိရင်မျက်နှာအသားရဲ့ skin barrier ပိုပျက်စီးသွားနိုင်ပါတယ်။နောက်ဆုံးတစ်ချက်ကကြတော့ဒီပြင်ပအကြောင်းအရာတွေကြောင့်ပေါ့နော်။ကိုကလေတုညဉ့်ညံတဲ့နေရာမှာနေရတယ်ရေမတတ်တဲ့နေရာမှာနေရတယ်ဆိုလို့ရှိရင်လေဒီလိုမျိုးအကြောင်းအရာတွေကမျက်နှာအသားရဲ့ဝက်ချံရဲ့ရောင်ရမ်းမှုတွေကိုပို့ပြီးတော့မှကြာရှည်စေတတ်တယ်။နောက်တစ်ခုကကြတော့ကိုယ့်ရဲ့အိတ်အစားပေါ့နော်။အဲ့တော့အိတ်ချိန်မမှန်တာအိတ်ချိန်နေတာပြီးတော့အစားတောက်ထဲမှာအစီပါဝင်မှုများတာနှုတ်ထွက်ပစ္စည်းတွေစားတာအချို့ပါဝင်မှုများတာတွေစားတာအငံစားတာများရဲဆိုလို့ရှိရင်လေဝက်ချံပြောက်ဖို့ရာကြာနေတတ်ပါတယ်။မျက်နှာမှာရောင်ရမ်းမှုတွေကအချိန်ကြာကြာဖြစ်နေရဆိုလို့ရှိရင်အသားရည်က sensitive ထိခိုက်လွယ်တဲ့အသားရည်အနေနဲ့ပြောင်းသွားတယ်။ပြီးလို့ရှိရင်ဝက်ချံကလည်းကုရခတ်တဲ့အနေအထားကိုရောက်သွားတတ်ပါတယ်။ဒါကြောင့်ဒေါက်တာတို့အနေနဲ့ focus ပြန်လုပ်ရမယ့်အရာ၃ခုရှိတယ်။ပထမချက်ကကြတော့မျက်နှာကိုတေချာလေးတန့်စင်ပေးရမယ်။ဒါပေမဲ့ over cleansing အလွန်အကျွံတန့်စင်တာမျိုးမဖြစ်ရဘူး။ဒုတိယချက်ကကြတော့ skin barrier ကိုပြန်ပြီးတော့မှကောင်းမွန်အောင်ပြုလုပ်ပေးတဲ့ product တွေကိုအသုံးပြုပေးရမယ်။တတိယချက်ကကြတော့ hydration ပေါ့နော်ရေဓာတ်ကိုတေချာလေးဖြည့်ပေးရမယ်အဲ့တော့ဒေါက်တာတို့ဒီလိုမျိုး၃ချက်နဲ့ကိုက်ညီတဲ့ product ကိုဝက်ချံဖြစ်လွယ်တဲ့သူတွေရောင်ရမ်းဝက်ချံပေါက်လွယ်တဲ့သူတွေအစီပြန်တဲ့သူတွေအတွက်ရွေးပေးပါဆိုလို့ရှိရင်เนาะဒီ Bioderma ရဲ့ CBM sensitive ပေါ့နော် CBM sensitive ကကြတော့အဓိကအားဖြင့်အစီပြန်တဲ့သူနောက်တစ်ခုကကြရောင်ရမ်းဝက်ချံတွေပေါက်လွယ်တဲ့သူအသားရည်က sensitive ထိခိုက်လွယ်တာပေါ့နော်ဆက်လွယ်တယ်နှီးလွယ်တယ်ရားလွယ်တယ်ဒီလိုမျိုးတွေဖြစ်နေရဆိုလို့ရှိရင်เนาะဒီ CBM sensitive ကို moisturizer အနေနဲ့အသုံးပြုလို့ရပါတယ်ဆိုတော့အခုဒေါက်တာပြပြပေးခဲ့တာကြတော့အသားရည်ကရောင်ရမ်းဝက်ချံတွေပေါက်လွယ်တယ်နောက်တစ်ခုကကြတော့အစီပြန်တယ် sensitive ဖြစ်နေရဆိုတဲ့သူတွေအတွက်ကိုဆောင်ရန်ရှောင်ရန်လေးတွေနဲ့ product recommendation လေးကိုပြပြပေးခဲ့ရပဲဖြစ်ပါတယ်